မိတ်ဆွေတို့ဒီဗီဒီယိုတွေကဒီကြောက်စရာအယုတ်ကြီးတွေကိုဒီ social media တွေပေါ်မှာတွေ့ကြလိမ့်မယ်လို့ထင်ပါတယ်ဒီအယုတ်ကြီးတွေကိုအိုဘိုးအယုတ်တွေလို့ခေါ်ကြပြီးတော့ဒီအင်ဒိုနီးရှားနိုင်ငံဘယ်လီကျွန်းမှာတွေ့ရလိမ့်ရှိတယ်အိုဘိုးဆိုတာကမြန်မာလိုဆိုရင်မကောင်းဆိုးရလို့အတိတ်ပဲပွင့်ဆိုနိုင်ပြီးတော့အဲ့ဒီအယုတ်တွေကိုဒီတစ်သားတွေဝါးတွေဆက်ကိုတွေစသည်တွေဖြစ်သုံးလုံးလေးရှိကြတယ်ဒီကြောက်စရာကောင်းတဲ့အယုတ်ကြီးတွေကိုဒီ Navide ကိုကြိုးဆိုဖို့အတွက်သုံးလေးရှိကြတယ်ဒီ Navide ဆိုတာကဒီဘယ်လီမှာရှိတဲ့ဟိန္ဒူလူမျိုးတွေအတွက်ဒီနှစ်တကူနေလို့လေသူတို့ကသတ်မှတ်ထားကြတယ် Navide မတိုင်ခင်မှာ Pangrupukan ဆိုတဲ့ပွဲတော်ကိုအရင်ဆုံးကျင်းပကြရတယ်အပွဲတော်မှာဆိုရင်ဒီဘယ်လီကျွန်းမှာရှိတဲ့လူတွေကအိုဘိုးယုတ်ကြီးတွေကိုဖန်တီးကြရတယ်အဲ့ဒီနောက်မှာလူတစုကအိုဘိုးယုတ်တွေကိုထမ်းပြီးတော့ဒီတန်စုံတီးလုံးတွေမိဘန်းအနေနဲ့လမ်းမတွေပေါ်မှာပက်ပြီးတော့ခကြရတယ်ပြောကြရှင်ကြတယ်နောက်ဆုံးမှာအိုဘိုးယုတ်တွေကိုမီးရှို့ပြီးတော့ကျွန်းမှာရှိတဲ့မကောင်းဆိုးဝါးတွေကိုတန်ဆင်ကြတယ်အဲ့လိုလုပ်ချင်းရပြီးသူတို့ရဲ့ပတ်ဝန်းကျင်နဲ့သူတို့ရဲ့စိတ်ဝန်းကျင်တွေကိုတန့်စင်ပေးတယ်လို့သူတို့ကယုံကြည်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တန်ခရပူတန်ပွဲပြီးတော့နောက်ရက်မှာဆိုရင်ဒီ Navide ရဲ့ရောက်လာတယ်အဲ့ Navide မှာဆိုရင်ဒီကျွန်းမှာရှိတဲ့လူတွေကအလုပ်တွေမသွားကြဘူးလုပ်တွေပိတ်တယ်လေစိတ်တွေပိတ်တယ်တနေ့ကုန်လုံးအိမ်မှာပဲနေကြတယ်ညဆိုရင်လည်းမီးမထွန်းကြဘူးဆိုရလို့လုပ်ချင်းအပြေးဒီကဘာမီကြီးရဲ့ညီများမှုကိုပြန်လဲထိန်းနေပေးတယ်လို့သူတို့ရဲ့ယဉ်ကျေးမှုအရာသူတို့ယုံကြည်ကြတယ်ဒီနေ့ content တွေကတော့လောက်ပါပြီဗျာနောက်ဒီလို share ဝန်စားစရာကောင်းတဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုပါရစေ